ရောက်ချင်းပေးကြတဲ့ယနေ့ရဲ့ဝေမာကောင်းတဲ့တော်ကြီးများနဲ့ကျွန်တော်ရဲ့ဟောရှိပစ္စည်းကိုအမြဲယုံကြည်အားပေးအသုံးပြုပေးကြတဲ့ဝတ်လျှော့ဆရာကြီးများနဲ့အတူဒီဘွဲကိုအကြောင်းမျိုးကြောင့်ဒီဘွဲကိုမလာရောက်နိုင်ကြတဲ့ဘုံတွေတော်ကြီးများကိုလည်းဒီကနေကျွန်တော်ကျေးဇူးတင်ရှိကြောင်းပြောလိုပါတယ်